စိတ်ဆိုးပြီပါတော့နော်လို့ နောက်ဆိုလူမကြိုက်တာမလုပ်အောင်နော် နောက်လည်းမလုပ်ဘူးအခုလည်းမလုပ်ဘူးနော် ဟိုဒါဆိုရင်လူကိုချစ်သူဖြစ်တဲ့နေ့က 23ရက်5လ2023 အဲ့တော့ကလူကဘာပစိုးဝဲ ပစိုးလေးကအပြာရောင်လေးနဲ့စတစ်ကောလန်အဖြူလေးနဲ့ဟောပကွက်လေးတောင်းကွက်ထားသည်ကဲကျင်းလက်ပြီလား တေဝါလုံးမှာအချောဆုံးအလှဆုံးကုန်းနောက်ကိုင်အောင်မှချစ်သူဖြစ်ရတဲ့မောင်လို့ဆိုးတဲ့ဘဝကိုနားလည်ပြပါလားမှုရဲ့ မယုံမဆိုးပါဘူးလို့ရဲ့မှုရဲ့စိတ်ထဲမှာတော့လေသူ့ရဲ့အပြုံးလေးတွေသူ့ရဲ့အချီလေးတွေကိုအယမ်းချစ်နေတယ် ဟုတ်ပဲနဲ့ဒါဆိုရင်နမ်းမယ်နော် ဘာလို့လဲကောင်းကရောက်နေတင်းတော့ မျိုးလုံးလေးမိတ်ခေါင်းလေးညိတ် ဟာသမီးဘာမတင်ငါလို့ညီနောင်ကိုလိုက်ခြင်းညွတ်ဒီရောက်နေအောင် မမေဘယ်တော့ရောက်နေလဲ ဟိုပါလေးနဲ့ခေါင်းလေးညိတ်ဆိုကြတဲ့အေးဟုတ်ပါဘူးချော့တူလား တားတို့ချစ်ချင်းဟုတ်မခွဲပါနဲ့လားမမေ မခွဲပါဘူးမိဖေကိုရင်ကိုပြောလိုက်တင်းတဲတဲနဲ့လူကြီးဆောင်ရလာတောင်းမယ်ဆိုပေးစားမယ်လို့လာသမီးဟောဒါသားမ မေတ္တာစင်းနဲ့ချစ်တဲ့သူ့ရဲ့ချစ်ချင်းတွေကိုတလောကလုံးသိအောင်တစ္ဆာဆိုပြမယ်မူကိုချစ်တယ်မူကိုချစ်တယ်မူကိုချစ်တယ်အနာရနာ ဘာမတ်တူစာသူ့သမီးကိုမြို့ကတထေးသားနဲ့သဘောတူတယ်ဟုတ်လား ဟုတ်တယ်ပါ အော်မတ်တူစာမင်းလည်းမင်းအမေမတ်ငွေခင်လို့ပဲသမီးရှင်ရုပ်အကြောင်းပြပြီးငွေမတ်တာပါပဲလား ဟုတ်တယ်ဗျရဲ့ဟိုကျွန်တော်ချစ်တဲ့မူးမူးလေးကိုတော့သူများလက်ထဲတော့အပါမခံနိုင်ဘူးနော်သူကသူနဲ့ကိုယ်ရဲ့ကျုပ်ရင်ခွဲမှာဗျရ ကဲပါမောင်လေးရေရွာထဲမှာတင်ယူခိုင်းတို့မျိုးမမကိုရှိရမမပြောပေးမှာဘောမောင်လေးရလဲဘာမှအစိမ်ကောင်းဖြစ်နေ အပြောပြရမမရဲ့ဟိုကျွန်တော်ချစ်တဲ့မူးပေါ်ချစ်ချင်းတွေကပြောင်းလဲလို့မရသလိုအစားထိုးလည်းမရတဲ့ချစ်ချင်းတွေတာချစ်တာမမရဲ့ စားတို့မြိုင်လည်းပါစပ်ပိတ်တာနော် အဲ့ဒါလည်းအဖကြောက်ပါတယ် ဘာဆိုင်လို့ အမကျတော့အရက်ရှိရှိအသားဖွေးဖွေးလှလှပပလေးမွေးပေးပြီးတော့ကျွန်တော်ကျတော့မဲမဲခေါ်ခေါ်ကြီးတဖေထဲမှာမွေးရတာဟုတ်ရဲ့လားဖြစ်ဖြစ် ဟာဒီကောင်ငါပဲလှည့်လာပြီငါလုံးလိုက်သေတော့မယ် လောက်ပါตาရင်မလို့လောက်တာမလား ဟောဒီကောင်ပြောလေကဲလေကောင်ကွာ ကဲပါဖရေမောင်လေးပြောတတ်တာလဲသိရလဲနဲ့ရွာထဲသွားမှာနောက်ကျနေလိမ့်ပါဖသမီးလေးစားသားလိုက်အောင်နော် ဟေးပါဘာလဲအားလို့ရအောင်ဒီနှစ်အထွက်တော့အောင်လို့စူးစမ်းနေကဲသမီးပါတစ်ခါလေးစားနော်ရားတဲ့တစ်ခါလေးလိုက်ခဲ့ ဟုတ်ပါဟုတ် ရော့ဟိုကောင်တဲ့ပါတယ်ထုတ်ခဲ့ မထုတ်ပါနဲ့မမရဲ့တခါလေးဝင်စားသွားလိုက်မယ်ဒီလိုရတော့လေအဖသားကိုချစ်သားပဲ ဒီပါစက်ကိုပိတ်ပြီးတော့စားနော်ဟာဟဲ့ငါတို့ရွေးနေရလားဟဲ့လားဟဲ့ ဘာရေရင်သွေးချမ်းတောက်နားလို့ရပြီ အေးဒီကလေးကြွကြွလာခဲ့မယ် ဟာ နော် ဟုတ်ပါဟုတ် အဖရာဒီလေးနဲ့တီးနဲ့ထွက်လို့နဲအောင်ပဲထင်တာပဲ ဟုတ်တယ်ဒီလေငါတို့ဆိုင်ခင်ဘာဖြစ်မှန်းဟုတ်မသိကြည့်ရတာအောင်မရ အဖစိုက်ခင်းထဲမှာအာရုံရောက်တာသူ့အဆက်ဟောင်းကြီးမတ်သူစားစီပဲစိတ်ရောက်နေမှာလားဟမ် ဟဲ့မောကကြတယ်မင်းကတမျိုးကလုံးလိုက်ရ ကဲပါမောင်လေးရေအဖအောင်မစပါနဲ့ ဟာကျောင်းသားပိုင်းကွာသာဆိုးချွေကြီးလာနေပါလားဟာ ဟာဟဲ့အောင်ကြားတော့မှမင်းဖေလောက်ရှိတယ်အတက်က ဟုတ်ကဲ့ အာကိုစိုးကြီးလာကြရှင်လေးကြားလေးလိုက်တော့ပါဦး မတော်တော့ကွမ်ကြီးကွမ်ကြီးဒီနေ့ကျုပ်လေတွေအထွက်တိုးတယ်ဗျဒါကြောင့်ကျုပ်အလူကြီးပေးမယ်ဗျာအခုလဲမြို့တက်ပြီးဆိုင်းသွားငားမလို့အများဆိုင်းကောင်းကောင်းနားထောင်မှုပြင်ထားပြီတော့ကွမ်ကြီး ဦးစိုးကြီးကလူပြိုကြီးပါဘသူလူမောင် ဟာမတူလေတူမနေဘူးငါပေါ့လူပြိုကြီးမှုလို့ပြောခက်တော့တာပဲ လူရပါတယ်ဗျာဟုတ်တယ်ဗျာကျွန်တော်တို့တရွာလုံးကြည့်ပြန်တော့လေဒီနေ့ဦးစိုးရွှေလေခင်းဆိုင်ခင်းရတာလေအောင်မြင်ဆုံးဖြစ်နေတာဗျ ဟာကွမ်ကြီးစိုက်ပြိုးရေးပဲလှုပ်လှုပ်ဘာပဲလှုပ်လှုပ်ကာယာတွေတုံးပြီးဝရိယတွေလုံးနေလုံးနေမဖြစ်ဘူးဗျ AI ခစ် ID ခစ်ဂလိုဘယ်ခစ်မှာဒါတော့မလို့တယ်
သွားဗျာ လူပဲခက်အိုင်ဒီခက်ခေါင်းတော့ဘာမှမလုပ်ဘူးဗျာ ဒီကသူကဒါဆိုတော့ရွာသားကြီးပို့ပါ ဟောဘာရဲ့သမီးတို့လည်းစဘာဆိုင်ဦးရှိုးဆိုလည်းစဘာဆိုင်တာချင်းအတူတူကိုသမီးတို့စိုက်ခင်းရကြအထွက်နေဦးရှိုးစီစိုက်ခင်းရကြအထွက်တိုးပြီးတအားကောင်းတာအဘရဲ့ရွှေသီးဝေသီးမျိုးစားသုံးလို့ထင်တယ်အဘရဲ့ ဟာဟုတ်တယ်ရွှေသီးငွေသီးဟုတ်ပြီဒီနေ့ကစားကြီးအဖားတို့လည်းရွှေသီးငွေသီးပဲတုံးတော့မယ်ကွာ အိုးရွှေကြီးငွေတီတုံးပြီးလို့အခင်းဖြစ်ရင်လေတားနဲ့မူမူလေးနဲ့နှစ်ပါးဂေဆက်ရွှေလဲတွဲလိုက်မယ်နော်ဗျ ရမှာပေါ့သားရရွှေသီးငွေသီးတုံးပြီးအောင်မြင်တယ်တော့နှစ်ပါးခရင်ဆက်ပေးမယ်ကွာဩငါတို့အခုပဲရွှေသီးငွေသီးအမြန်ဆုံးဆက်သွယ်လိုက်ဆက်သွယ်လိုက် ဟုတ်ဖေ ငါတော့ဆိုင်းရင်မှုမှာဆိုင်းရင်မှုပဲအေးငါတို့တော့အောင်စမှုမှာအောင်စမှုပဲဟဲ့မလီမရပါဘူးတော့ तू ကဆိုင်းရင်မှုပါဆိုင်းရင်မှုမဲခုမှဆိုင်းရင်မှုလုံတာဟိုတော့ဆိုနေရွာတော်မဲတွက်နေတဲ့ဖြစ်နေဖြစ်နေငါမသိမှတ်နေမတီးတော့လူချုပ်ချုပ်ကြမှာလာပြီးတော့မတီးအထုပ်ဖြီနေတာ ခင်ဗျားတို့တော့ပါတော့ဟိုနှက်မီးမဲ့လူတွေလာနေပြီဗျ မင်္ဂလာတွေမြင်းနေတယ်ဟဲ့စုံရောလိုက်ရောကိုဝင်မယ်ဟဲ့ ဟုတ်သမီးတို့မဆာပါမေ ဟဲ့မဆာနေတာငါသမီးမသိဘူးလားဟဲ့ သိပါတယ်မေ သိဘာလို့မေ့နေတော့ မမေ့ပါဘူးတော့သမီးတော့ ဟုတ်ပါတယ်အမြဲတမ်းစုပူမဟုတ်ပါဘူးပူစော်ပါတာပါတယ်လို့ မင်္ဂလာနော်ရိုးရိုးမင်္ဂလာမဟုတ်ဘူးရှယ်မင်္ဂလာတော့ပတ်စံနေဆိုတာလဲတောက်လဲကိုဝင်မှာရှယ်ကိုဝင်မှာတော့ ရှေ့ဝင်မယ်ဆိုရင်တမိလို့ကျွန်တော်ဝတ်ဆောင်ဝတ်ပေးတော့ ဟိုဝယ်ပြီးမှဘောအိမ်ကြီးရလဲအော်မေကိုလည်းပူဇော်ပါသားမှာပါမေရဲ့ ကဲငါသမီးတို့စုံရောလိုက်ရောဝင်ကျေနပ်ပြီလားဟဲ့ ဟုတ်ရှင်းနေပါတယ်မေ ကဲအဲ့ဒါဆိုလဲအမေထွက်မယ်အေးအမေပြန်ကြွရတော့မယ် ခုနကလေစုပ်ရောလက်ရောဝင်မယ်ဆိုတော့အမေမျက်နှာကြီးပြုံးနေတာပဲနော်တမိသိရနော်အမေ မိရဘာကိုသိရတော့ ဘာသိရမှာလဲဦးအန်ကြီးကလေအမေအကြောင်းအမြဲတမ်းမေးနေတာ ဟောဒီလူကြီးကလေးတွေဘာကိုရှောက်နေနေလဲမသိလာတော့မယ် ဟဲ့ငါရေစင်မိုးလေးလဲဆက်တာခဲ့ကြအောင်လေ ဟုတ်တာပဲ အေး ဟောမေ ဟာတီတီကလုံးမ ညော ဟိုဒေါသူသားတို့သားမိကိုလေစောက်ဘောလောက်ကောဝင်မလို့ခေါ်လိုက်တာအပိုင်မလား ဟဲ့အပိုင်မဲပေါ့ဟဲ့ တီတီကလုံးမဘယ်လိုသိလဲ ဟဲ့သူ့သမက်လောင်းလေးပေါ်လူကရွှေသီးငွေသီးမြေဩဇာတွေသုံးပြီးတော့အစင်ပြေးနေတာသူ့သမီးမူမူလေးကိုတောင်းမဲ့အချိန်ကြရင်လေတင်တောင်းတင်တဲ့တောင်းပါအဲ့ဒါကြောင့်စုပ်တော့လက်ကောဝင်တယ်လို့ပြောတာ ဩပိုင်မပဲကလုံးမရဲ့ ပိုင်ရမယ်လေမပိုင်ငါသမင်းကသွားမှာပေါ့အေး ဟောအဲ့ဒါတီတီကလုံးကဘယ်နေ့တန်ငယ်ရမှာ အမလေးအေးအပူမရှာခြင်းလို့အပြိုကြီးလုံနေတာဒီကလေးဘာနေပြောမှန်းတော့တော့သမင်းတော့ခုတော့ အပူကြကျွန်တော်ပူကြီးတယ်မရရင်မရဘူးမလုပ်ရ ဟဲ့ဘာပြောတာလဲ ဟောဟိုကြက်ကြော်လေးပါထည့်လာခဲ့မယ်လို့ပြောတာက ငါသိတယ်နော်ထင်တာတော့မယ်ဟမ် မင်္ဂလာပါရှင်ဦးလေးဟာကျွန်တော်တို့ကြော်တရဖူကုမ္ပဏီကနေထုတ်လုပ်တဲ့ရွှေသီးငွေသီးမြေဩဇာတွေကိုသုံးပြီးတော့ဗောနော်စိုက်ခင်းနေအောင်မြင်နေတဲ့ကြားလောက်လာရောက်ကွင်းဆင်တာပါရှင်ဒါကတော့ကုမ္ပဏီက MD ကိုကျော်သူလိုက်ပါရှင် ကျွန်တော်ရွေးအန်ကြီးပါ ဟုတ်တွေ့လာတော့ပါလားကိုရင်ခါခဲ့ဟုတ် ကျွန်တော်တို့ရွှေသီးငွေသီးကိုခုမှသုံးတာမဟုတ်ဘူးရွှေသီးငွေသီးကိုသုံးနေကြပါပြီဒါအမလီရောက်တော့လေကျွန်တော်တို့ရွှေသီးငွေသီးရဲ့ကောင်းကျိုးလေးကိုတစ်ချက်လောက်ရှင်းပြကြရအောင်ဟုတ်ကဲ့ ဟုတ်အမဟိုရွှေတီးငွေတီးကျွန်တော်လေတဲ့ဟိုကွင်းစင်းနေဆိုလို့လာတာကျွန်တော်ပါမယ်လေဟိုကုမ္ပဏီပိုင်ရှင်ဆိုလို့ဟိုဝါဝပူမဲမဲကြီးနဲ့ဘိုက်ရွှေရွှေမှန်နေတာခုလိုတာလေချောသားပဲမင်းနာမလို့လား မင်းရလေမှတ်တွေ့တယ်လေစ မလုပ်ပါဘူးကိုဘိုးလို့ရဟုတ်ကိုဘိုးလို့ရအတော်ပြောတတ်တာပဲနော် ဟုတ်ကဲ့ဟုတ် ဟေးလူကြီးစားဟိုကျွန်တော်ရွှေသီးငွေသီးကြောင်းလေးတစ်ချက်လောက်ရှင်းပြပြပါ ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ကုမ္ပဏီနာမည်ကတော့ကျော်တော်ဖူကုမ္ပဏီဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကုမ္ပဏီကထွက်လက်မြေဩဇာတွေကတော့ရွှေသီးငွေသီးမြေဩဇာများဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီတိနံစိုက်တော့မယ်ဆိုရင်ပေါ့ကျွန်တော်တို့မစိုက်ခင်မှာကျွန်တော်တို့မြေကိုပြုပြင်ရပါမယ်ခင်ဗျမြေပြုပြင်မြေတွေကကျွန်တော်တို့မှပြီးမှမြေတွေကပျက်စီးနေတဲ့အတွက်မြေတွေကိုပြုပြင်ပြီးမှမဖြစ်မနေစိုက်ပြီးမှကျွန်တော်တို့တိနံအထွက်လို့ကောင်းပါပါအဲ့တော့ကျွန်တော်တို့မြေပြင်ဖို့ဆိုရင်ကျွန်တော်တို့အထက်ပမာပြည်အတွက်သုံးမယ်ဆိုရင်ရွှေသီးငွေသီးဂျစ်ဆန်ကိုအသုံးပြုလို့ရပါတယ်အောက်ပမာပြည်ကတော့ကျွန်တော်တို့မြေချင်ပါတယ်မြေချင်တဲ့မြေတွေအတွက်ဆိုရင်ကျွန်တော်တို့ရွှေသီးငွေသီးဒိုလိုမိုက်ကိုအသုံးပြုလို့ရပါတယ်ခင်ဗျဟုတ်နောက်ပြီးတော့ကျွန်တော်တို့မြေကြီးထဲမှာရှိတဲ့မြေဆောင်ယောဂတွေမြေဆောင်ပိုးတွေကိုကာကွယ်နိုင်ဖို့အတွက်
ရွှေသီးငွေသီးစီလီကာကိုအသုံးပြုလို့ရပါတယ်နောက်ပြီးတော့မြေတွေကပျက်စီးနေတဲ့အခါမှာဓာတ်မြေဩဇာတွေသုံးများနေလို့မြေတွေပျက်စီးနေမယ်ဆိုရင်ကျွန်တော်တို့ရွှေသီးငွေသီးတဘာဝမြေဩဇာကိုအသုံးပြုလို့ရပါတယ်ခင်ဗျဟောဓာတ်မြေဩဇာအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ဖြစ်နိုင်ရင်ပလဲကိုရှော့ချပြီးအသုံးပြုပြီးတော့ရွှေသီးငွေသီး15ပတ်လေသို့မဟုတ်ရင်ရွှေသီးငွေသီးကျွန်တော်တို့18ပတ်လေကိုအသုံးပြုလို့ရပါတယ်ခင်ဗျစပားမှာဆိုရင်ကျွန်တော်အနှံမထွက်ခင်မှာဆိုရင်ရွှေသီးငွေသီး625 25ကိုအသုံးပြုပေးလို့ရပါတယ်ခင်ဗျ ကျေးဇူးပါဒီဟာ ဟုတ်ကဲ့ပါခင်ဗျ ညီမဖြစ်နေငါတည်ရနော် မောင်လေးရတယ် ဘာမောင်လေးရလေအိမ်လဲစင်ဟုတ်နင်ကြည့်နေရတယ် ဟုတ်တရားညီမက နှိဝေဖျားပါဗျအသက်က19နှစ်အိမ်အောင်မရှိအပျော်ကြီးဘာတည်ချင်တယ်လို့ပြော ဟုတ်ကဲ့ပါဟုတ်ကဲ့ ကျွန်တော်မနေ့ကိုသားရေးပါဗျ နင်ဘယ်သူကမေးလို့ ဟာရွှေသိန်းငွေသိန်းဓာတ်နေရောသားကြောင်ညာလေးများကျွန်တော်ခေါ်ရိုက်မလားလို့ပေါ့ ရိုက်ပါရိုက်ပါဟုတ်တယ်ကြော်ညာလည်းမဟုတ်ဒါရိုက်ပါနော် မလီကြည့်ပါအောင်ဟဲ့ဟိုမှာဘောလူတို့ခြိုင်ခင်းလေးတွေအောင်မြင်လာလိုက်တာငါဖြင့်ရင်းနဲ့ကြည့်ရတာကြည်နူးလို့မဟုတ်ဘူးဟဲ့ဘောလူလေးနဲ့မူးမူးလေးနဲ့လည်းအဆင်ပြေသွားတာပေါ့ဟဲ့ 哦，对开后面，我们同会开嘛，我帮抓住啥有啥东西。 ဘောလူကြီးအောင်နေရပါ ဘလို့လဲဒေါ်သူစာကြီးရဲ့ရှင့်ဆက်ဟောင်းကြီးကိုအန်ကြီးဟုတ်ပါဘူးရှင့်တပက်လောင်းလေးလေဘောလူရဲ့စိုက်ခင်းတွေအောင်မြင်လာလိုက်တာတော့ 哦，当然，低量抓住了，木木的电脑了嘛，说。 你想不骗你啊？喽，你说嘞，都要找人杀死了呗？ မလီ तू ကသဘောမတူတာကြာနေတာပဲညသဘောမတူဘူးလား မတူစရာအကြောင်းမရှိပါဘူးအေးပေါ်လူဆိုတာဒုံးနဲ့တရားရဲသားတွေပဲအေးအခုဆိုရင်လေ तू ကရွှေသီးငွေသီးမြေရောစာကိုတုံးပြီးတော့အခုတီးတန်တွေအောင်မြင်နေတာအေးအခုစိုက်ခင်းတွေတောင်တိုးချက်ကိုပြင်ဆင်နေတာ အမလီကြီးကလည်းသူများအကြောင်းဆက်စုတာပဲနော် အဲ့လိုမဟုတ်ပါဘူးကလုံးရဲ့ငါသမီးလေးနောင်ကြီးစိတ်အေးချင်လို့ပါအေး အမေနော်သမီးကိုစိတ်အေးချင်တာလားဦးအန်ကြီးကိုစိတ်အေးချင်တာလားသိရနော် ဟော你သူများလေးဘလို့ဖြစ်နေ အော်ဒါနဲ့သတင်းကြုံမှာလာတောင်းမှာကိုအန်ကြီးကရှင့်ကိုလားပေါ်လူလေးကမှုမှုကိုလား ကိုယ်ရငါ့ကိုလာတောင်းတာမီးဘာပြောလဲအော်အေးရောင်းဘာတွေလာပြောနေလဲ မတူသားကြီးရှက်သွားပြီရှက်သွားပြီ တော်သေးတာပေါ့ကွာဒီနေ့လဲငါရဲ့သီးနှံနေအထွက်တိုးလို့ပေါ့တော့မဟုတ်ဆိုရင်ငါသားလေးလဲငါ့လိုအသေးကိုရတော့မတူတာခမရလေခမရမေမက်ငွေခင်လို့ပဲနော်ငွေတော်တော်မှတ်တာဟမ် ဒီမဲ့ရှင်းလို့လေဂရိမတီသစ္စာမရှိတဲ့ယောက်ျားနဲ့ကျမသမီးမတွေ့ရတာကံကောင်းတယ်မက် ဘာပြောလဲ ဟုတ်တယ်လေည10နာရီလာခိုးပါလို့ကိုကျော်ကြီးနဲ့မှလိုက်တာရှင်းမလားမခိုးတာ ဟာတော့သူသွားပြီပေါ့ကြော်ကြီးကတော်တော်မှမူးနေပြီးတော့မနေ့ကမှလာပြောတာဒါပေမဲ့အဲ့အချိန်မီမတူတာလို့ရှိလာခဲ့သေးပါတယ်ဟုတ်ဒါပေမဲ့မတူတာရဲ့အမေမငုတ်ခင်ဟာသူသဘောတူတယ်နဲ့စေးဆက်နေရလေဟောဒီအန်ရဲ့ပဲခွဲပြီးကြောခိုင်းသွားတာကိုမတွေ့ရတာမြင်ရတာပြော အဲ့ဒါရှင်းကြောက်လို့ဖြစ်ရတာ ဒါပေမဲ့မတူစားရဲ့အခုအချိန်မီပါသေးတယ် တော်ပါရှင်းတက်တယ်လည်းကြီးလာပါပြီ အသက်ကြီးပြီပဲအန်ရဲ့နှလုံးသားနုပြိုနေစေပါမတူစားရဲ့ပြည့်ပြီ ကဲပါအမေရဲ့သမီးလည်းသဘောတူပါတယ်အမေလည်းလေသမီးကိုဒီရွယ်ထိကျွေးမွေးပြည့်စုလာဒီချိန်မှာတော့လေသမီးကအမေကိုစိတ်ချမ်းသာစေချင်တယ် ဒါနဲ့သမီးရဲ့အမေပြောပါဦးမယ် မပြောပါနဲ့အညီရဲ့တားလို့သဘောတူပါတယ် ဟုတ်ပါတယ်အန်တီရဲ့သမီးတို့သဘောတူပါတယ် ကဲမတူစားအားလုံးကတော့သဘောတူနေဟောဒီမတူစားလေးကောင်းကြီးမှုပဲကျန်တော့လား အားလုံးကောင်းနေတာကိုကျမသဘောတူပါတယ်ဒါပေမဲ့ရှင်းအောင်တော့မဟုတ်ဘူးကျမရွာနောက်ပိုင်းကကိုကွားစာကြီးကိုဟိုယာတွေလဲတွေဟိုရွှေတွေတင်တောင်းမယ်ပြောလို့ကျမလက်ခံလိုက်ပြီအဲ့ဒါရှင်းနောက်ကြလို့ဖြစ်ရတာခု ရွှေတွေငွေတွေလဲတွေຢာတွေပြင်ဟောဒီကျုံနှလုံးသားလေးလဲပါပါတယ်မတူတာရဲ့ ဟာတော့ဘလို့ပဲခဲ့ ID ခဲ့ AI ခဲ့ဟမ်အဲ့ဒါကြီးကနှလုံးသားရင်းမှာလဲဒါတော့ရတာပဲလားဟမ် ဟုတ်တော့ပေါ့ကွန်ကြီးတောင်သူလယ်သမားတွေအတွက်ထွက်တိုးဖို့ရွှေသီးငွေသီးမြေရောသာရွေးချယ်တာမှန်ခဲ့တယ်လို့ဟာဒီကျုံနှလုံးသားလေးအေးချမ်းစီဖို့ဟာဒီကမတူတာကိုရွေးချယ်တာမှန်သွားတော့ပေါ့ကွန်ကြီးတားရီသမီးတွေလည်းဘာမှမပူနဲ့တားရီသမီးတွေကမင်္ဂလာဆောင်မှာရွှေတွေငွေတွေလဲတွေကြားတွေအပြင်ရွှေသီးငွေသီးမြေရောသာအေးတရားလက်ဖွဲ့မယ်ဗျာကျုပ်တို့မင်္ဂလာဆောင်မှာလဲတရွာလုံး
မိခိုးလေးကျွတ်ပင်မေဗျာကဲလာမသူလား အခုလို့ဖြစ်တော့အဘရဲ့ရင်တွင်းကခံစားချက်လေးပြောပြပါဦး ဘဝမှာရွေးချယ်စရာတွေကအများကြီးရှိပါတယ်ဒါပေမဲ့ကျုပ်တို့လိုတောင်သူလယ်သမားဦးကြီးများအနေနဲ့ရွှေသီးငွေသီးကိုရွေးချယ်ဖို့အတွက်နောက်မကြသေးနဲ့နော် အမလီနောက်ကြလေကလုံးမတရားလို့ရှိပါတယ်နော်နားကုန်မှုဟဲ့ကလုံးအဲ့တော့ပါ